မင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးခြင်းတဲ့ website လေးတစ်ခုရှိပါတယ်အဲ့ဒီ website လေးက graphic designer တွေလုံးဝအကြိုက်တွေ့စေမယ့်ကျွန်တော် website တစ်ခုပေါ့နော်ဘာလဲဆိုတော့သူက mid journey လိုမျိုးပုံတွေကို quality ကောင်းကောင်းနဲ့တကယ်ထုတ်လို့ရတဲ့ AI website တစ်ခုပါဒီအထဲမှာပုံတွေကိုကျွန်တော်အခုနှိုင်းယှဉ်ပြထားတဲ့ပုံလေးတွေကိုပဲကြည့်ကြည့်ပေါ့နော်အဲ့ဒါဆိုရင်အဲ့ဒီ website ကိုကျွန်တော်တို့တစ်ချက်လောက်သွားကြည့်ရအောင်နော်ပထမဆုံးကျွန်တော်တို့ဒီမှာ browser အရင်ဖွင့်လိုက်ပဲဖွင့်ပြီးတော့ဒီနေရာလေးမှာကျွန်တော်ဘာလုပ်မလဲဆိုတော့ app.brief.com ဆိုပြီးတော့ကျွန်တော်ရိုက်လိုက်မယ်သူရဲ့ home page ကိုကျွန်တော်တို့ရောက်ပါမယ်ဘယ်ကိုသွားနှိပ်ရမလဲဆိုတော့ကျွန်တော်ဒီမှာ start creating ဆိုတဲ့ဟာလေးသွားနှိပ်မယ်နော် okay အဲ့ဒီမှာကျွန်တော်တို့ login ဝင်ဖို့အတွက်ကျွန်တော်တို့ဒီမှာ sign up အရင်လုပ်ပြီး Google နဲ့လည်းရတယ်ကြိုက်တဲ့ဟာနဲ့လုပ်ပေါ့နော်ကျွန်တော်ဟာ account ရှိပြီးသားဖြစ်တဲ့အတွက်ဒီနေရာမှာ login လေးသွားနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ email password ထည့်လိုက်မယ်ဒီအဆင့်လေးကတော့ကျွန်တော်ကြော်လိုက်တော့မယ်နော်ကဲအဲ့ဒါဆိုရင် login လုပ်ပြီးပြီဆိုလို့ရှိရင်ဒါမျိုးကျွန်တော်တွေ့ရမယ်ဒါကကျွန်တော်စမ်းကြည့်ထားတဲ့ဟာလေးတွေပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာလိုချင်တဲ့ဟာလေးကိုကျွန်တော်သိတဲ့အတိုင်းပဲဒီမှာ prompt ရေးပေးရမယ်နော် prompt ရေးဖို့အတွက်အခုအခက်အခဲရှိနေတယ်ဆိုလို့ရှိရင်ကျွန်တော်အခုပြပေးမယ်ဘယ်ကိုသွားပြီးတော့ကျွန်တော်တို့ prompt တွေကိုကျွန်တော်တို့ copy paste လုပ်လို့ရလဲဆိုတဲ့ဟာအဲ့ဒါတော့လွယ်တယ်ကျွန်တော်ဒီနေရာကို plus sign လေးသွားလိုက်ပြီးလို့ရှိရင်အဲ့ဒီနေရာမှာ mid journey ဆိုပြီးတော့ကျွန်တော်ရိုက်လိုက် okay ပြီးလို့ရှိရင်ဒီမှာ login ကိုက login မလုပ်ရသေးဘူးဆိုလို့ရှိရင် sign up အရင်လုပ်ပေါ့နော်ဒီမှာကျွန်တော် login နှိပ်လိုက်မယ်ဘယ်ကျွန်တော်ကတော့ login ဝင်ပြီးသားမို့လို့ဒါမျိုး home page သူ့ရဲ့ home page တခါလေးတန်းပြီးတော့တွေ့တယ်အဲ့ဒီအထဲမှာကျွန်တော်တို့ပုံတစ်ခုကိုသွားလိုက်ပဲကိုကဘယ်ပုံကိုလိုချင်လဲဆိုတဲ့ဟာပေါ့နော်ဒီဟာလေးကိုကျွန်တော်တို့ထုတ်ကြည့်အောင်နော်ဒါလေးကိုကျွန်တော်ရွေးလိုက်မယ်ရွေးပြီးလို့ရှိရင်ဒါတွေအကုန်လုံးကိုဒီ prompt တွေသူတို့ရေးထားတဲ့ prompt တွေအကုန်လုံးကိုကျွန်တော် copy လုပ်လိုက်မယ်အကုန်လုံး select မှတ်ပြီးတော့ copy ပြီးလို့ရှိရင် read ကိုပြန်သွားပြီးတော့ဒီနေရာမှာ control v command v ပြီးလို့ရှိရင် enter ဟဲ့ခဏစောင့်ကြည့်ကြမယ်ဒီနေရာမှာကျွန်တော်တို့အခု noise လေးတွေကျွန်တော်တို့တွေ့တယ်နော်အဲ့ဒီ noise တွေကကျွန်တော်တို့ဘာလုပ်တာလဲဆိုတော့သူကကျွန်တော်တို့ပေးလိုက်တဲ့ test import test တွေကိုသူက noise အရင်ပြောင်းတယ်ပြီးတော့မှကျွန်တော် decode လုပ်ပေးတာပေါ့နော်အဲ့လိုသဘောတရားအဲ့ကြောင့်မလို့ကျွန်တော် noise တွေတွေ့ရတာ noise ကနေပြီးတော့မှကျွန်တော်ပြန်ပြီးတော့ image ကိုသူပြန်ပြီးတော့ AI က create လုပ်ပေးတာပေါ့နော် okay အဲ့ဒါဆိုရင်ဒီမှာကြည့်ကြည့်နော်တော်တော်လေးကျွန်တော်တို့တော်တော်လေးနီးစပ်တယ်ပြီးလို့ရှိရင် quality ကိုလည်းကျွန်တော်ကြည့်ကြည့်နော် quality ကလည်းတော်တော်အဆင်ပြေဒီဘက်မှာကြည့်ကြည့်ဒီကောင်း quality ဒါကတော့သူတို့ video ပြန်ပြီးတော့ပြောင်းထားတဲ့ကောင်ပေါ့နော်ကျွန်တော်ဒီမှာဆိုပုံထဲမှာဆိုလို့ရှိရင်တော်တော်လေး quality ကောင်းတဲ့အကောင်ကိုကျွန်တော်ပြောလို့ရတယ်ကဲအဲ့ဒါဆိုရင်ဒီ၃ပုံနဲ့ကျွန်တော်မချင်တဲ့သေးဘူးနောက်ထပ်ကျွန်တော်တို့၃ပုံနောက်ထပ် prompt 2ကျွန်တော်သွားယူကြ okay ဒီကောင်မလေးကျွန်တော်ယူလိုက်မယ်ပြီးလို့ရှိရင်သူ့ရဲ့ prompt လေးကိုကျွန်တော် right click ထောက်ပြီးတော့ copy ဟိုဘက်ကိုသွားမယ်ပြီးလို့ရှိရင်ဒီနေရာမှာ control v command v နှိပ်ပြီးတော့ enter နှိပ်ပြီးလိုက်မယ်စပြီးတော့ကျွန်တော် image create လုပ်ပြီးနော်တော်တော်လေးကျွန်တော် quality လည်းကောင်းတယ်ထွက်လာတဲ့ဒီမှာ detail လေးတွေရောကျွန်တော်တေချာလေးကျွန်တော်ကြည့်ကြည့်ဒီမှာနှခမ်းဆိုလို့ရှိရင်ဒီမှာ vertical line တွေကအစ okay เนาะတိတိချာချာလေးကျွန်တော်မြင်ရတယ်เนาะဒီမှာtest ကအစကျွန်တော်တော်တော်လေးပြင်းတဲ့ဟာလေးရှိတယ်ပြီးရင်မျက်လုံးမျက်ခုံးဒီမှာစပင်ကလေးတွေเนาะနရွက်ကတော့ကျွန်တော်ဒီ portrait mode ဖြစ်တဲ့အတွက်သူကတော့နည်းနည်းလေးဗလာပေးထားတဲ့ပုံစံရှိတယ်ဒါလေးတွေရောပဲကျွန်တော်နည်းနည်းဗလာပေးထားတဲ့ပုံစံရှိတယ် skin texture ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတဲ့ကဲအဲ့ဒါဆိုရင်ကျွန်တော်နောက်ထပ်တစ်ပုံလောက်ဆန်းကြည့်အောင်နော်ဒီမှာဒီကားပုံလေးထုတ်ကြည့်မယ် okay အဲ့ဒါဆိုသူကားအတိုင်းကိုကျွန်တော်ဒီမှာဒီ prompt တိုင်းကိုကျွန်တော်ယူလိုက်မယ် right click ထောက်ပြီးတော့ copy ဒီဘက်ကိုလာမယ်ပြီးလို့ရှိရင်ဒီမှာ paste enter တော်တော်လေး quality ကောင်းတယ်ပြီးလို့ရှိရင် detail ဖြစ်တယ်เนาะတော်တော်လေးအဆင်ပြေတဲ့ထဲပါတယ်ဒီမှာကြည့်ကြည့်เนาะဒီကောင်လေးကိုကျွန်တော်ကြည့်ကြည့်ဒီမှာ shadow highlight mid tone ကျွန်တော်ပြောစရာမလိုဘူးလုံးဝ perfect ပဲဒီမှာဒီဘက်ကိုသွားကြည့်လိုက်လုံးဝသူလည်းဒီမှာ shadow highlight mid tone perfect ဒီ mid journey ကတော့ကျွန်တော်ပြောစရာမလိုဒါပေမဲ့ဒီဘက်မှာလည်းကျွန်တော်ပြောစရာမလိုအောင်ကောင်းတာအတွင်းထဲကအသေးစိတ်ကအစားသူက generate လုပ်ပေးထားတဲ့ဟာလေးတွေ့ရเนาะဒီမှာเนาะတော်တော်လေးမိုက်တဲ့အထဲပါတယ်ဒါလေးကတော့ graphic designer တွေလုံးဝအကြိုက်တွေ့စေမဲ့ website ဆိုတာညင်လို့မရဘူးဘာဖြစ်လို့ဆိုတော့သူက mid journey လိုမျိုး paid version မဟုတ် free version เนาะအခုတော့ကျွန်တော်ဒီ page မှာpost တွေပြီးလို့ရှိရင် video တွေသိမတင်ပြဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပို့ပြီးတော့သိချင်တာတွေရှိတာဖြစ်တဲ့အတွက်ကျွန်တော် self study အများကြီးလုပ်နေတာဖြစ်ပါတယ်ဒါပေမဲ့ဂျားထဲမှာအခုလိုမျိုး
အသုံးဝင်တဲ့ website တွေအသုံးဝင်တဲ့ tools တွေ software တွေအများကြီးတွေ့လို့ရှိရင်ကျွန်တော်လာပြီးတော့ခုလိုမျိုး sharing လုပ်ပေးပါမယ်သင်တန်းကတော့ကျွန်တော်ပုံမှန် run နေတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်